ပုဂ္ဂိုလ်ရသောကုသိုလ်ကံစေတနာတို့ကြောင့်အလိုရှိအပ်တောင်းတအကောင်းမြတ်သောဆုနှင့်လျော်ညီသောကုသိုလ်ကောင်းမှုကိုကိုယ်စီကိုယ်ငါကျမ်းမာချမ်းသာစွာဖြင့်ကြိုးစားအားထုတ်နိုင်ကြစေကုန်သတည်းအဟံဗန္တိဣတရဏေနသဟနဝင်္ဂသမနာဂတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိဣတရဏေနသဟနဝင်္ဂသမနာဂတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေဗန္တိတတိယံပိအဟံဗန္တိဣတရဏေနသဟနဝင်္ဂသမနာဂတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေဗန္တိယမဟံဝဒာမိတံဝဒေထနမောတတ္တဗုဒ္ဓဝတ္တရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏဂမနံပရိဘုံနံပါဏာတိဘာဒဝရမဏိသိက္ခာပဒံသမာရိယာမိပါဏာတိဘာဒဝရမဏိသိက္ခာပဒံသမာရိယာမိအာဒိနာဒါနာဝရမဏိသိက္ခာပဒံသမာရိယာမိအာဒိနာဒါနာဝရမဏိသိက္ခာပဒံသမာရိယာမိအာဗျမစရိယာဝရမဏိသိက္ခာပဒံသမာရိယာမိအာဗျမစရိယာဝရမဏိသိက္ခာပဒံသမာရိယာမိမုဒ္ဒဝါဒဝရမဏိသိက္ခာပဒံသမာရိယာမိမုဒ္ဒဝါဒဝရမဏိသိက္ခာပဒံသမာရိယာမိသုရာမေရယမစ္ဆပမတ္တဌာနာဝရမဏိသိက္ခာပဒံသမာရိယာမိသုရာမေရယမစ္ဆပမတ္တဌာနာဝရမဏိသိက္ခာပဒံသမာရိယာမိဝိကာလဘောဇနာဝရမဏိသိက္ခာပဒံသမာရိယာမိဝိကာလဘောဇနာဝရမဏိသိက္ခာပဒံသမာရိယာမိနေသာဂိဒာဝါဒိတဝိတုကသတ္တနာမာလာကန္တာဝိလေပနာဓာရဏမန္တနာဝိဘုဒနာဌာနာဝရမဏိသိက္ခာပဒံသမာရိယာမိဥစ္စာတယနာမဟာတယနာဝရမဏိသိက္ခာပဒံသမာရိယာမိဥစ္စာတယနာမဟာတယနာဝရမဏိသိက္ခာပဒံသမာရိယာမိမေတ္တာသဟဂတေနာသတ္တဝါတို့ဤကောင်းကျိုးချမ်းသာယတရေမင်္ဂလာကိုအလိုရှိသောမေတ္တာနှင့်တကွဖြစ်သောသေတ္တာအရိယာအပေါင်းဇမအပေါင်းတို့ဤနေထိုင်ကြောင်းဖြစ်သောစိတ်ကောင်းစိတ်မြတ်ဖြင့်သဗ္ဗပါဏဗုဒေသုအလုံးစုံသောတွေ့ရမြင်ရအာယုန်ထဲ၌ရှင်မြင်လာသောသတ္တဝါတို့အပေါ်၌ပရိဒဝါဖြန့်၍ပြန့်နှံ့စေ၍ဝိဟရဏံနေထိုင်ရာကြောင်းကောင်းမြတ်သောအကျင့်ကိုသမာဓိယာမိသွမ်းနိုင်သမျှသောက်တည်ပါ၏ဣတရဏေနသနဝင်္ဂသမနာကတံဘောတတာတိရံသာဓုံကတဝါအပမဒေနသံပါဒေထကပ်ပါလိမ့်မယ်ဗျာသင်္ကန်းကပ်ပြီးတော့ဘယ်ရဲ့ချင်းမျက်နှာမူကြပါဗျာ
ယမထကုတလေနယန္တာတန္တံပဒံပိသမေသာသေကောဥစုသာသူဥစုသာသူဝေသောသာတာမုဒဝနာတိမာနီသံတုတကောသာသူပရောသာအဘဂိသောသာသံလဟုကဟုတိသန္တိန္ဒရိယောသာနိဘကောသာအဘဂဘောကုလေသောနာနုဂိတောနာသာခုဒ္ဓမစရေကိစီယေနဝိညုပရေဥပဝတေယောဒုက္ခိနောအာခေမိနောဝန္တုတပ္ပတတ္တာဘဝန္တုဒုက္ခိတတ္တာယေကေစီပါဏဗုဒ္ဓတိတသာဝါသာဝရဝနဝတိသာဤကဝါယေဝမဟန္တာမေစီမဟာရတကအနုကတူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝတုရေဝတံဒီဝိတုရေဘုဒ္ဓဝါသံဝေတိဝသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာနာပရောပရာဏိကိုပေဒါနာတိမြေတာကတိနာဂိစီပြာရောသနာပတိကသိညာနိညာမညာတာဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမှုရေခေဧဝံပိသဗ္ဗဗုတေစုမနတံဘာဝေအပရိမာဏံမေတ္တင်္သာသဗ္ဗလောကသမိမနတံဘာဝေအပရိမာဏံဥဒ္ဒံဒောသာတိရိယံသာအတံပါဒံအဝိရမတပတ္တံဣဒံစရဏိတိနောအာတယာနောယာဝတ္တသဝိတမိတောဧတံတတိအဋိတေယဗြဟ္မမေတံဝိရမိတမဟုဒိဋ္ဌိသာအနုပေကံမာတိလဝတသနေနသံပန္နောကာမေတုဝိနေယကေတံနာဣဇာတုကပတိယပုနာရေတိဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏသံပန္နောဒုက္ကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွားခါတောဘဂဝတာဓမ္မောသန္တိတိကောအာဂါလီကောဧဟိပတိကောဩဘာနိကောပိစ္ဆဒံဝိတ္တဘောဝိညုဟိသောပတိပံသောဘဂဝတောသာဝကသံဃောဥဇောပတိပံသောဘဂဝတောသာဝကသံဃောညာယပတိပံသောဘဂဝတောသာဝကသံဃောသာမိစေပတိပံသောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအတ္တပုရိသပုဂ္ဂလာဧတဘဂဝတောသာဝကသံဃောအာဟုနေယောဘာဟုနေယောတက္ခိနေယောအင်္စတိကရဏီယောအနုတ္တရံဘုံညေခေတံလောကတာဧဝံဗုဒ္ဓံသရဏဒါနံဓမ္မံသံဃိသဘိကဝောပယံဝါသမိတတံဝါလောမဟံသောနာဟေတတိယန္တုန်ိမိတံဝါမင်္ဂလင်းသယောသမနာဘောတကုဏတတတောဘာဘေကဟောရတုပိနံအာကန္တံဗုဒ္ဓ ानु ဘာဝေနာဝိနာသမင်တုယန္တုန်ိမိတံဝါမင်္ဂလင်းသယောသမနာဘောတကုဏတတတောဘာဘေကဟောတုတုပိနံအာကန္တံဓမ္မာနုဘာဝေနာဝိနာသမင်တုယန္တုန်ိမိတံဝါမင်္ဂလင်းသယောသမနာဘောတကုဏတတတောဘာဘေကဟောတုတုပိနံအာကန္တံသံဃာနုဘာဝေနာဝိနာသမင်တုသီရဘဝသေပုရိသံဒုရတောသုတိမာဂတံယတိမိတ်တာသူဟေဇာသအပိနန္တန္တိအာဂတံသီရဘဝသေကြာရှိစွာကွယ်၍နေသောဒုရတောတရွာတကျေယဝေမအာဂတံချမ်းချမ်းသာသာချမ်းချမ်းမာမာရောက်၍လာသောပုရိသံဆွေမျိုးဖြစ်တဲ့ယောက်ျားကိုညာတိမိတ်တာဆွေမျိုးမိတ်ဆွေဟူသမျှတို့သည်၎င်းသူ၏ဇာစာချစ်ကျွမ်းဝင်သောမိတ်ဆွေတို့သည်၎င်းအာဂတံရောက်လာပေပြီဟူ၍အဘိနန္ဒတိယာထာဝမ်းမြောက်ဝမ်းသာလက်ခံကြကုန်တဲ့ကဲ့သို့လောကမှာတော်တော်ကြာကြာကြီးကွယ်ပြီးတော့နေတဲ့ဆွေမျိုးတစ်ယောက်ဆိုတော့3နှစ်လောက်ဘယ်လောက်ကွယ်နေတဲ့ဆွေမျိုးတစ်ယောက်အောက်ပြေအောက်ရွာမှာရောက်နေနောက်တော့အကြောင်းအားလျော်စွာသူပြန်ပြီးတော့လာတော့ခက်လန်းလန်းကပဲတွေ့တဲ့လူတွေကအိမ်လာပြီးတော့ပြောတယ်ဟာခမည်းတော်ဆွေမျိုးဘသူဟာလေခုပြန်လာပြီဆိုတော့ဟာဟုတ်ကလားလို့ဆိုပြီးတော့အိမ်ရှိလူကုန်လူကြီးလူငယ်မကြံထွက်ပြီးတော့ကြိုဆိုကြလာပြီလာပါဝမ်းမြောက်ဝမ်းသာကြိုဆိုကြကျိုးဆိုပြီးတော့အိမ်ထဲမှာတကယ်ဝမ်းသာအားရနဲ့ဝိုင်းပြီးတော့ပြောကြဆိုကြသီရဘဝသိမ္ပုရိသံဒုရတောသုတိမာဂတံညာတိမိတ်တာသူဟေဇာသအဘိနန္တန္တိအာဂတံတထေဝကထကတပုညံမိအတ္တမလောကပရံဂတံပုညာနိပရလောကသမိန်ပဋိဋ္ဌဟွန်တိပါဏိနံတထေဝထိုအတုပင်ကတပုညံပိ
ယခုလိုဘဝကကုသိုလ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကိုလီအဘိနန္ဒန္တိပုညာနိကုသိုလ်ကောင်းမှုတို့ကအဘိနန္ဒန္တိတမလွန်ဘဝမှာအစဉ်သင့်လက်ခံကြိုဆို၍နေကြလေကုန်၏ပုညာနိကုသိုလ်ကောင်းမှုတို့သည်ပရလောကသမေဟိနောက်လောကရောက်တဲ့အခါကျတော့ပဋိတာအာကိုရာထောက်တရားသည်ဟောတိစင်စေဧကံအမှန်ဖြစ်ပါပေတည်းတဲ့ဒီကုသိုလ်ကောင်းမှုတွေဟာလေဒီဘဝကပြုထားဟောလာမဲ့နောက်ဘဝကြတော့ကုသိုလ်ကောင်းမှုတွေကဝမ်းမြောက်ဝမ်းသာကျိုးဆိုကြလက်ခံကြတယ်ပြီးတော့ဘုန်းကြီးကဘာပြောလို့တုံးလို့ဆိုတော့ယခုလက်ရှိလောကကိုကြည့်ကြပါလက်ရှိလောကမှာရှိတာတွေကဘယ်လောက်များအာကိုစရာရှိသလဲတမလွန်လောကအတွက်အာကိုစရာရှိသလားကုသိုလ်ကောင်းမှုတွေကတမလွန်လောကအတွက်အာကိုစရာဘယ်လောက်ရှိသလဲလို့ဆိုတဲ့ဥစ္စာကိုရေးကိုယ်တာအတွက်စစ်ကြည့်ရဘုန်းကြီးအတွက်ဘုန်းကြီးကစစ်ကြည့်သလိုယခုအလူတကာအလူမှများကလည်းစစ်ကြည့်ရဘုညာနီကုသိုလ်ကောင်းမှုတို့သည်ပရလောကသမဟိနောက်လောကရောက်တဲ့အခါကျတော့ပဋိတာထောက်ရတရားအကိုရသည်ဟောဒီစင်စစ်မသွေဖြစ်နိုင်ပါပေတည်းတဲ့ဒီတော့ဒီလောကကိုစစ်ကြည့်ရအောင်လေဟိုကောင်းမှုနဲ့ဒီလောကရှိတဲ့အခြေအနေလေးနဲ့စစ်ကြည့်အောင်သရာယမရဏံလောကောဥပနိယတိအတုဝအယံလောကောသူယောကိုပါများပြစွာတောင်းဣတရဝအပေါင်းကိုသရာယတရွေတငွေနှင့်တနေ့နေဘွားဥရာခြင်းသည်ဟူသောသရတရားကမရဏံသုတိပြည့်ကျွေတရားခြင်းဟူသောမရဏသို့ဥပနိယတိမကွင်းမရှောင်ပဲအတင်းဆောင်၍နေရလေ၏အတုဟောမြဲမြံခိုင်ကတည်တနိုင်သူတလူတယောက်မျှမပေါ်ပေါက်ခဲ့ကြကြဒီလောကကြီးကိုအကုန်လုံးစစ်ကြည့်ရအောင်ဘုန်းကြီးခုတရားပလင်ဘောကဆိုပါတော့တရားထိုင်ပြီးတော့ဟောနေပေမဲ့ဘုန်းကြီးအတန်တွေဟာတသံပြီးတသံပြောင်းလဲနေတာလို့ဘုန်းကြီးအတွင်းကရုပ်တွေကလည်းတရုပ်ပြီးတရုပ်ပြောင်းလဲနေတရုပ်ပြီးတရုပ်ပြောင်းလဲနေတဲ့ဥစ္စာကဘယ်အထိပြောင်းလဲမှာတုံးလို့ဆိုတော့ပိုးပြီးတော့ရွတ်တွရွရင်းတဲ့အထိကတည်တဲ့အထိပြောင်းလဲမှာအယံလောကောသူရောကိုယ်ပါများပြားစွာတောင်းဤတော်အပေါင်းကိုသရာယတနေ့တရွေ့နှင့်တငွေငွေပွားဥရာခြင်းသည်ဟူသောသရတရားကတခြားကလာတာမဟုတ်ဘူးဘုန်းကြီးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာသရာဆိုတဲ့တရားရှိနေတရွေ့တငွေနဲ့နေ့တိုင်းအချိန်တိုင်းခုပြောရင်သရတရားကမရဏဥစ္စာစိစိန်ဂုံသိန်ကိုဖြစ်အသက်ပါကွယ်မျက်နှာလွှဲ၍တကတဲ့ကွယ်ကွင်းတရားချင်းဆိုတဲ့မရဏတရားသို့သူကဘုန်းကြီးကိုပို့နေတယ်ဘယ်ပို့နေတော့ဟိုအသေးအထိပို့နေဘယ်အချိန်ပို့နေခုကိုပို့နေတယ်သရာယတနေ့တရွေ့နှင့်တငွေပွားဥရာချင်းသည်ဟူသောသရတရားကမရဏံတရားချင်းဆိုတဲ့မရဏတရားသို့ဥပနိယတိအတင်းကဆောင်၍နေအပ်လေ၏ဒါဖြင့်ဘုန်းကြီးနာလားလို့ဆိုတော့အားလုံးအတူရောမြဲမြံခိုင်ခံတည်တနိုင်သူတလူတယောက်မျှမပေါ်ပေါက်ခဲ့ကြကြဘသူများမြဲတဲ့သူရှိတော့ဘယ်စက်ကြမင်းကြီးရောမြဲခဲ့သလားမမြဲဘူးဘုန်းကြီးတို့စက်ကြမင်းကြီးဖြစ်ခဲ့အလူတကာအလူမတို့စက်ကြမင်းတွေမိဖုရားတွေစက်ကြမိဖုရားတွေဖြစ်ခဲ့မမြဲဘူးတခါတည်းအိုးပြီးတော့သေအောင်ထောင်ပြီးတော့နေတယ်ဒီသရတရားကအတူရောမြဲမြံခိုင်ခံတည်တနိုင်သူတလူတယောက်များမပေါ်ပေါက်ခဲ့ကြကြတွေးကြည့်တို့ဟာဒီအလူဒါနပြုနေတုံးမှလည်းပဲသရတရားကတော့ပါရဲ့ပဲအလူအမရဲ့မိခင်အလူဒါနပြုသင်္ကန်းကနေတုံးလဲသရတရားကတော့ပါရဲ့ပဲကောင်းပြီဒီခန္ဓာကိုယ်ကြီးကတော့တဲမဟန်တာဒါဖြင့်ဘုံညာနေပြုသမျှကုသိုလ်ကောင်းမှုတို့သည်ဘုံညာနေယခုသင်္ကန်းကတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတို့သည်
ဘုံညာနီခါစောစောကရောက်လာတဲ့ပရိသတ်တို့ကိုမဲချဝေငှ၍လှူဒန်းခဲ့တဲ့ကုသိုလ်ကောင်းမှုတို့သည်ပရလောကသမိန်နောက်လောကရောက်တဲ့အခါကျတော့ပဋိတာထောက်ရတိယအာထရတိဟောတိစင်စင်မသွေဖြစ်ပါပေတည်းအဲ့ဒီခန္ဓာကိုယ်ကတော့အိုးပြီးတော့သိအောင်တဲ့ပို့ဆောင်နေတဲ့စရာကဒါပေမဲ့ကုသိုလ်ကောင်းမှုတွေကဟိုနောက်ဘဝအာကုစရာတွေပြီးတော့ဘုန်းကြီးတို့ရဲ့ဗုဒ္ဓမြတ်စွာသာသနာတော်ထဲမှာဒီလိုတရားတွေကိုသိပြီးတော့နေရတော့မရှုံးပါဘူး။ဥပါလေအသင်္စရာတရားကဘလောက်ဘလောက်နှိမ့်ဆက်ဘယ်ထိအောင်ပဲအသင်ကဆောင်းနေငန့်ကောင်းမှုတွေရှိတယ်ကုသိုလ်ကောင်းမှုတွေခုသင်္ကန်းကပ်ပြီးတော့နေတယ်ရောက်လာတဲ့သူတွေကိုစွန့်ကြဲပေကံလှူဒန်းမဲဖောက်ပြီးတော့ချီးမြှောက်ပြီးတော့နေတယ်သံဃာတော်ရှင်မြတ်တွေကိုဖြောရမကကလို့လေးလေးမြတ်မြတ်ပူဇော်နေတယ်။ဥပါလေသင်္ဩရာငါဘာရေးသက်ရမှာလဲသင်္ဩရာကတော့ဘယ်မင်းဘယ်မိဘုရားမှမလွတ်တဲ့ဥစ္စာသင်ကတော့ဥပိပေါ့တို့ကလည်းတို့လုံငန်းနဲ့တို့နဲ့ဘုံညာနေကုသိုလ်ကောင်းမှုတို့သည်ပရလောကသမိန်နောက်လောကရောက်တဲ့အခါကျတော့ပဋိတာထောက်တီရာသည်ဟောဒီဖြစ်ပါပေ၏ဆိုတဲ့တိုင်တို့လည်းတို့အာကုစရာလုပ်မှာပေါ့သင်တို့သရတရားကလည်းသင်တို့အလုပ်လုပ်ပါလေအိုပါလေကိစ္စမရှိပါဘူးကောင်းပြီတခါအတ္တနောယံသဘောလောကောဧကန္တအနဘိတရောအယံသဘောလောကောသူရောကိုယ်ပါများပြားစွာတောင်းဤတတော်အပေါင်းသည်အတ္တနောတကယ်အရေးတကယ်ဘေး၌တကယ်သွေးတကယ်သားဟုအားထားလောက်เสียတစုံတယောက်များမရှိကြကြကဲကဲအိုးနေတော့အဲ့ဒီအိုးကိုချစ်လှစွာသောသမီးကချစ်လှစွာသောသားကကူညီပြီးတော့ဟောအမေမအိုးစီရဘူးအမေရဲ့အိုးတာကိုကျွန်တော်တို့ကဝေငှပြီးတော့ယူမယ်လို့ဒီလိုများအားကိုးစရာရှိသလားမရှိပါဘူးတို့လည်းအားကိုးစရာမရှိဘူးပစ္စည်းတွေအားကိုးစရာရှိသလားဒီအိုးကိုသက်သာအောင်လို့ပစ္စည်းတွေကပါတတ်နိုင်ဘာမှမတတ်နိုင်ဆွေတွေမျိုးတွေမတတ်နိုင်ဘူးသားတွေသမီးတွေမတတ်နိုင်ဘူးမိတွေမတတ်နိုင်ဘူးပစ္စည်းတွေမတတ်နိုင်ဘူးအတ္တနောတကယ်အရေးတကယ်ဘေး၌တကယ်သွေးတကယ်သားဟုအားထားလောက်เสียတစုံတယောက်များမရှိကြကြတကယ်သေဘေးသေဝရောက်တော့အလုံးသားတွေသမီးတွေရှိပေမဲ့ရှိနေကြရတယ်ဘယ်နဲ့မှမကယ်နိုင်ဘူးအမေဒီခန္ဓာကိုယ်ကြီးကအချိန်ရှိသေးရင်လည်းအိုးနေသေးတဲ့တကယ်အိုးအကြီးကြီးအိုးနာကြီးဖြစ်လာတဲ့အခါကျတော့လေအာကိုးစရာမရဘူးတဲ့တကယ်သေပြီးသေဝကြတော့လေအာကိုးစရာမရဘူးတဲ့အာကိုးစရာကဘာရပါလိမ့်ကြောက်ကြည့်လိုက်တော့ပုံညာနေပြုသမျှကုသိုလ်ကောင်းမှုတို့သည်ပရလောကသမိန်နောက်လောကကြတော့ပဋိတာအာကိုရာသည်ဟောတိဖြစ်ကုသိုလ်တွေကအာကိုရာရသာသနာဘုန်းကြီးကတဟာကိုဝန်ပါဆုံးလို့အသားယူလို့အာကိုးစရာမရဘူးဆိုတော့ပေးပြီးဒီလိုခန်းနေလိုက်ရတာမဟုတ်ဘူးအာကိုးစရာမရတော့အာကိုးစရာရှာလို့ရတယ်ကိုဒီကုသိုလ်ကောင်းမှုတွေကဒါနပြုလိုက်ခုနကလို့ဥပုသ်တင်းတွေသီလတွေဆောက်တည်လိုက်မေတ္တာဘာဝနာစီပြန်ပြီးတော့ချမ်းသာကြပါစေအလုံးလူတွေစိတ်မကောင်းမှုဆိုအိုးစိတ်ကောင်းကြပါစေအလုံးတရားနဲ့သိနိုင်ကြပါစေဒီမေတ္တာနဲ့ညာပြီးတော့ဒါတွေကကုသိုလ်တွေဖြစ်နေတယ်အဲ့ဒီကုသိုလ်တွေကနောက်ဘဝဆိုတဲ့ဥစ္စာဟာဒီသိကြတဲ့ကိန်းကိုပြောတာယခုဘဝမှာကိုပဲဒီကုသိုလ်နည်းနည်းကလေးနှလုံးသွင်းလိုက်စိတ်ချမ်းသာလို့ကိုဥပုသ်တင်းကလေးစောက်ကြည့်ပြီးတော့အေးချမ်းချမ်းနေလိုက်စိတ်ချမ်းသာလို့ဘုံညာနေပရလောကသမိန်လို့နောက်လောကဆိုပေမဲ့ခုလောကပေမဲ့အပုံကြီးချမ်းသာတယ်တကယ်အရေးကြတော့အာကိုးစရာမရှိဘူးဆိုပေမဲ့တကယ်အရေးကြတော့ကုသိုလ်ကောင်းမှုတွေကသိအာကိုးရရောက်တာပဲသိအာကိုးစရာရတာပဲဒါကြောင့်ဘုန်းကြီးတို့သာသနာကိုလေသိမြတ်နိုးတယ်နော်အလုံးတကားတွေကလည်းမြတ်နိုးလွန်းလို့ခုသာသနာကိုချီးမြှောက်ကြတယ်နော်ဒီသာသနာတော်ကြီးကြီးနေတဲ့၍ဒုက္ခတွေ့လာလို့ကြည့်ရင်ဘယ်နည်းကတော့ဒုက္ခရှိပါတယ်ဒီဒုက္ခကဘယ်သူမှမကယ်နိုင်တဲ့ဒုက္ခကိုမှမကယ်နိုင်ပေမဲ့လို့ကိုကုသိုလ်တွေကတော့ကိုယ်ကယ်မှာပေါ့လို့
ဟောတယ်လို့အာကုစရာတွေအများကြီးရတယ်ကောင်းပြီဒီလောကကြီးကြည့်လိုက်တော့ခန္ဓာကိုယ်ကလည်းပဲဒီသရာဆိုတဲ့တရားကအတွင်းမှာပါနေတာဖြစ်တော့သေသည့်တိုင်အောင်သူကပို့ဆောင်နေတယ်တကယ်အရေးကြတော့ဘေးကခုနကအလူအမရဲ့မိခင်ကပဲကဲတို့ဆွေမျိုးတွေစုံကြပါလားလို့ဆိုတယ်ဘယ်လောက်များတဲ့မေတ္တာဟာပြန်ပြီးတော့နေလေဆွေမျိုးတွေစုံကြပါလားဆွေမျိုးတွေအတူသီလယူမယ်ဆွေမျိုးတွေအတူတရားနာမယ်ဆွေမျိုးတွေနဲ့အတူပရိတ်နာမယ်အဲ့လိုဆွေမျိုးတွေစုံကြပါလားလို့ဆိုတော့ဟုတ်တယ်အပေါ်ယံတော့အာဟုစရာတဲကောင်းဆွေကြီးမျိုးကြီးတဲ့ဟဲ့ဆိုပြီးတော့အာဟုစရာတဲကောင်းတယ်ဟိုးတကယ်ရေးကြတော့အတ္တနောတကယ်အရေးတကယ်ဘေး၌တကယ်သွေးတကယ်သားဟုအားထားလောက်เสียတစုံတယောက်များမရှိကြကြတဟာကိုစိတ်ထဲကစိတ်ဝင်စားလို့ငါကဟုတ်တယ်ဆွေမျိုးတွေစုံကြဗလားလို့ပြောလိုက်တယ်တကယ်ဆိုတော့နော်မအိုးအောင်လဲငါဆွေမျိုးတွေကမကယ်နိုင်ပါပဲလားမနာအောင်လဲပဲငါဆွေမျိုးတွေကမကယ်နိုင်ပါပဲလားမသေးအောင်လဲငါဆွေမျိုးတွေကမကယ်နိုင်ပါပဲလားဒါလို့တရားလေးယူရတယ်ဆွေမျိုးတွေကိုလည်းမေတ္တာထားရတယ်လူဟာကြီးလာလေဆွေမျိုးတွေဘောမှာမေတ္တာထားလေအသက်ရွယ်ကြီးလာလေအောက်ကသားတွေသမီးတွေမိတွေအရွယ်တွေသားရင်တွေသမီးရင်တွေသားရိုက်သားအဖျားတွေသမီးအဖျားတွေမိရင်တွေမိဖျားတွေအကုန်လုံးပေါ်မေတ္တာပြန်ရတယ်ပြန်ပြီမယ်လို့မေတ္တာသာပြန်ရတယ်နော်တကယ်အရေးတော့အကုသရာမရှိကြပါပဲလားပုံညာနီငါပြုတဲ့ကုသိုလ်တွေကသာပရလောကသမိန်နောက်လောက၌ပဋိဒါအာထရာဖြစ်မှာပါတကားဒီလိုလဲတစ်သိလဲပြီးတော့တွေးရတယ်ကဲတက္ကထားခဲ့ဦးအတ္တကောယံသဘောလောကောဧကန္တာအနအတ္တကောယံသဘောလောကောဇဟံသဗံဂမိတတိအယံသဘောလောကောသူယောကိုယ်ပါအများပြားစွာတောင်းဤတတော်အပေါင်းသည်အတ္တကောကိုယ်ပိုင်ဥစ္စာကူ၍တခုကမြပြုစေရမရှိကြကြသာဗံရှိမဲ့ရှိစုအလုံးစုံကိုသဟိတဝါပဲဆုံး၍ဂမိတတေကံဤညွှန်းရာမလွန်သာပဲဝန်တာကိုထံပယံပတာသွားကြရမှာပါတကားဒါလိုလဲတွေးရသေးတယ်ကိုယ်ပိုင်ဥစ္စာလို့လာပြောရတယ်ငါစိန်ကဘလောက်ရှိတယ်ကျွေးကဘလောက်ရှိတယ်လေယာမှုမြေဆန်ရေးစပါးတွေဘလောက်ရှိတယ်လို့ပြောတာပြောရတယ်တကယ်တော့နော်ဟိုဘဝသွားကြစို့ဆိုတော့ဘယ်နဲ့လဲသွားတော့မယ်လို့ဆိုတော့သွားကန်နေကြတော့တကယ်ပိုင်တာဘာမှမရှိပါပဲလားလို့တစောစောကတွေးထားရတယ်ကိုယ်ပဲဘဝမှာငါတပြားတစ်ချက်မှယူလို့မသွားနိုင်ပါပဲလားကောင်းပြီဟိုဘက်ဘဝတပြားတစ်ချက်မှမယူနိုင်လို့ရှိရင်ငါယူနိုင်တဲ့နိလန်တွေအများကြီးဖရာတရားတော်မှာရှိတယ်ယူနိုင်တဲ့နိလန်တွေနဲ့ငါယူသွားမယ်လို့ကမ္မတကောကံသားလေကိုယ်ပိုင်ဥစ္စာရှိသည်ဟောခုနကသင်္ကန်းကကြတယ်အလူတကာလူမာတွေသင်္ကန်းကကြနိဗ္ဗာန်ပစ္စယောဟောတုဘေတပိတော်ဤဣတံဘုံညာဤသင်္ကန်းကလူရသောကုသိုလ်ကောင်းမှုစေရနာသည်နိဗ္ဗာန်သဖြစ်ကြီးပြည့်ကြီးအတိမကြတဲ့ယုံနာခန္ဓာတို့ဤချုပ်ရဖြစ်တဲ့နိဗ္ဗာန်ဤပစ္စယောအထောက်အပံ့သည်ဟောတုဖြစ်ပါစေတည်းဟိုမှာအာဟုဇရာရှာတာအာဟုဇရာရှာတာခုငါပြုတဲ့ကံကငါပိုင်သွားတယ်ဒါကတော့ယူသွားမှာပဟာယကမဏီယေသူတပ္ပံအာဒါယကိစ္စတိပဟာယပဲဆို၍ကမဏီယေသူသွားရမိအရာဝတ္ထုတို့တွင်ဣဒံဤမိမိပြုတဲ့ကုသိုလ်ကောင်းမှုကိုတပ္ပံအလုံးစုံအကုန်စင်အာဒါယယူ၍ကိစ္စတိသွားနိုင်၏ဟောဒါဟာကတော့ပါမယ်ဒီကုသိုလ်ကတော့ပါမယ်ဩသာဝရဆောင်ရှောက်ပြီးတော့နေတဲ့သီလတွေကုသိုလ်တွေပါမယ်မကြာခဏဒါနတွေပြုနေတဲ့ဒါနကုသိုလ်တွေပါမယ်အနိစ္စဒုက္ခအနတ္တဒီခန္ဓာကိုယ်ကြီးမမြဲတဲ့ခန္ဓာကိုယ်ကြီးလို့ဘာဝနာပွားနေတဲ့ကုသိုလ်ကတော့ပါမယ်ဒါကြောင့်တကယ်ကိုယ်ပိုင်ဥစ္စာမကြည့်ဘူးဆိုတဲ့ဥစ္စာယခုအိမ်တို့ယာတို့လဲတို့မြဲတို့စိမ်းတို့ရွှေတို့ဒါတွေပြောတာဒီမိမိပြုတဲ့ကုသိုလ်ကတော့မိမိနောက်ကိုယ်ပိုင်အဖြစ်နဲ့ပါလာဘယ်လောက်ထိအောင်ပါမလဲအိုးနိဗ္ဗာန်ရမယ်ဘဝထိအောင်ပါမယ်ဒါကြောင့်ကိုယ်ပိုင်မရှိဘူးလို့ဆိုပြန်ဝန်းနေစရာမရှိပါဘူးဘုန်းကြီးကတော့ဝန်းနေစရာမဟုတ်ဘူးကိုယ်ပိုင်မရှိတာကဒီဘဝမှာမှသာဒီပစ္စည်းတွေမပိုင်တာမဟုတ်ဘူးဩရှေးတုန်းကစัจ जा မင်းတွေဖြစ်ခဲ့အဲ့ဒီပစ္စည်းတွေစွန့်ခဲ့ရဟိုတထေးကြွယ်တွေဆိုတာထား
Seki Buddhana Popepi Bina Tampatiyo Bahu Pope Shishi Karunga Seki Buddhana Visajamin Pivi Pijagung no Ngaro Ili Bahu Miazagung no Tampatiyo Season Osado di Bina Piapiung Lage Legumi Taharo Alumbo Guay Mohu Piaxi Rabe Era Masamabu Kulashi Piede Siwa Uzari Piapiung Sura Masamabu Now so Bama Yumatwana Musure Usa Dijadabe Dabe Na Gudogan is Juduane Onyani Gudogan Mudo di Padeta Taudia di Hodi Pies Na Gudogan is Juduane Kama the Go Kandale Guay Usaji di Kama Dayado Kanye Amwegandi Kama Yoni Kandale Ajonchi di Kama Bandu Gandale Swemyoji di Ami Badaga Kalayana Wagoni Muli Piedo Babaganwa Magoni Muli Piedo Yangama Jingango Great Dami Pulayan Tata Gamada Gong Suzu Amu do Tuganyi Dayado Kongwego San Sumwego Kayare Dudi Ami Pia Mabadaga Hello do I do Konegan if you Parabo Palau family Susan, I didn't blow down at it. Get below down at it, the great town at it, Sujazu. Oh, can I do the good to God? But the great Galimle, Papulole, Sirena Takuga. For what I did the Kudaku, Joe Benane. Sirena Takuga, Bawa, I did the Kudaku, Joe Benane, Suro, Eddie Bawaha. Chanda Bay, so that Lubawale Pinane. Chanda Bay so that Nabuale Pinade. Tiro Bemale, Dibawama, Gide Bizin, and Nansalo Yadela. Sirena Dakuga, Dabawade. Left out the Chetima, Sirnade, Devomias, or Pide. Eric Devomias, or Pide, Sirnadega, Takuzi, Jubi, Mesology. Kong Nebawari, Kulu, Saint Shurin, Maga, Piso Nebawari, Amia, you do got Jubea, man. Tiro, you. Let me see the champion Tayama. Namyo Yabama Machu. Ah, Nama, Dalo Maga, Dalo Maga, Yasiru in a piece of man. Pawari and Yaji Velo. Elo Nalero. Kama Dayado, Gambi Yade, and we go, can you Yadi, and me Pima Badaga. Na Gonegani, and we Billy. Whoever Yado, Gonegani, and not Situli. Elo, 1 year, 1 and a 2 bit of Giledo. DPC de Balubole. If ever Waga Pisidia, Pamiat and Bochilule, you let Matwaning. Then do go Nayu Matabu, then do a jump you be the gala, Ludana, Pisiri, you done. Then do a jump you be the gala, that was a video, Tila Serna Pisiri, you done. If you see the jump you be the gala, if you see the Sinza video, Alo and Asari. Alo Pisiri and Asari. Nakana go Gile and Asa, Pisiri and Asa. Edaring a Bawana Wabio, Bawana Sirnaring, you got me. Oh, you know Yare. Tabi Kayare, Pisiga Bama, Mapilapu, Mapiovalapu. You do I am a good of Pisiga, Amiaji Pide. Teka Adedo Yang Davo logo, Unego Yang Davo logo, Adedo, Wanada the go. Yang Davo logo, do your go, Amiabia, down either our bounty. Adedo Osa season, Gongde Mamu. Unego Osa season, Gongde Mamu, Mimia Doli, Mapio Malaya, Mame, Yolio, Nije. Adedo Dolobi on a way, young Indian Majijaji. Alum Buguri Ali, Dolobi, to Dolobi CG and Dolobi. Every Yamatane. Kuga Manunga Balauchi and Dovabi look money. There is in Danyodo, oh, Belu Chale, Lueda Besum, 2 shots, Yamatane. Belu Pianido, Edu Yamatane, but you got they don't know. Advanced CPS Yari Toro Kone, Tana Surashi. Tanaga, Tashalaipo. Oh, To Debula, Delau Shalo Yayan, Toyobo. Modebu Humali Shalo, Luelwegli, Yauma Shazamba. Tanaga, they don't know Shavian. Shalo, do ship your head, they may shally the Yaboare. Tanaga Wumba. Eh, but I don't know Shally that you see the Yab. Tashalaipo.
တဏှာကတိုက်တွန်းပြန်ရောအဲ့လေဟုတ်သားပဲရှားအောင်ပါပဲလို့ရှားပြန်ရောအယံသဘောလောကောသူရောကိုပါများပြားစွာတောင်းဤတော်အပေါင်းသည်ကုနေကောဥစ္စာစည်းစိမ်ဂုံသိမ်းမောင်မိုးမြည်မြတိုးလီမဖြိုးမလျံအမှန်ပင်ရုပ်လျော့၍နေကြသေး၏အတိတ်တော်တော်လောက်ပြီးအောင်အဲ၍ရောင်ရဲတင်းတင်းချင်းမကြည့်ကြကြဝါနာဒါသကောတဏှာစေရာမနေသာပဲကိုယ်ကြဆက်သာရသည်တဏှာဤကြည်တော်မျိုးကျွန်းတော်မျိုးကြည်သာသည်အစတတ်တော့ငါကျွန်းမယ်အတိတ်တော်တော်လောက်ပြီးအောင်အဲ၍ရောင်ရဲတင်းတင်းချင်းမကြည့်ကြကြဝါနာဒါသကောတဏှာစေရာမနေသာပဲကိုယ်ကြဆက်သာရသည်တဏှာဤကြည်တော်မျိုးကျွန်းတော်မျိုးကြည်သာသည်အစတတ်တော့ငါကျွန်းမယ်ပိုက်ဆံရှာလိုက်တော့တော်ရသွားတော့မတင်းတိမ်ဘူးတဏှာကထပ်ရှာပါလို့ဆိုတယ်ငါကရှာရပြန်ရောငါအမှန်တော့တဏှာကျွန်းပဲတခါထပ်ရှာလို့ရပြန်တော့ထပ်လိုချင်ပြန်လိုချင်တာကဘသူလိုချင်ငါလိုချင်တာမဟုတ်တဏှာလိုချင်တာအဲ့ဒီတဏှာကထပ်ရှာခိုင်းလို့ငါရှာပြန်ရောမောလိုက်တာငါမှမပြီးနိုင်ဘူးဝါနာဒါသကောတဏှာစေရမနေသာပဲဝိကြဆက်သာရသည်တဏှာဤခြေတော်မျိုးကျွန်းတော်မျိုးကြည်သာသည်ပြီးတော့ဒါရီကိုယ်တွင်းနဲ့စဉ်းစားပြီးတော့ကြည်မှသာပြီးတရားကသဘောပေါက်เสียကောင်းတယ်ဘုန်းကြီးတရားလေးဖို့ပြန်ပြီးတော့ချုံးပြအောင်မယ်နော်ပထမဘုန်းကြီးဖြင့်တကွခန္ဓာကိုယ်ထဲမှာသရာဆိုတဲ့တရားရှိတယ်မသေးသေးအောင်ဆောင်းနေတာသေးပြီးဆိုမှပဲသူပြီးတော့တာပဲနောက်တစ်ဘဝရောက်ပြန်တော့ဒီသရာဆိုတဲ့တရားကကပ်ပါလာပြန်မသေးသေးအောင်သူကမရဏတိအောင်ဆောင်းနေတာပဲမရဏရောက်ပြန်သူရပ်သွားပြန်ရောနောက်တစ်ဘဝသရာလာပြန်ရောမသေးသေးအောင်ဆောင်းပြန်တာသံဃာကြီးတွေကဒီနည်းနဲ့လာခဲ့တယ်နော်တခါတဏှာကရောက်တဲ့ဘဝတဏှာကစိတ်ခိုင်းလို့ပထမတော့စာရည်တောက်ရည်နေရည်ကလေးအတွက်ရှားရတယ်စာရည်တောက်ရည်နေရည်ကပြည့်စုံတော့ဘိုးဘိုးချမ်းချမ်းပြည့်အောင်ရှားရတယ်ဘိုးဘိုးချမ်းချမ်းဖြစ်လာတော့တင်မတိန်လို့ထပ်ရှားရတယ်ဝန်းနဲ့တဏှာဆိုတဲ့မင်းကပါနေဇရာပါတဲ့အပြင်တဏှာကပါသေးတယ်တဏှာကခိုင်းလို့ငါမလည်းပဲဖတ်ပါမောလို့ရှာလိုက်ရတာတော်တော်ဆိုးတဲ့ခန္ဓာကိုတော်တော်ဆိုးတဲ့ဘဝတန်ត្រာတော်တော်ဆိုးတဲ့ဖြစ်ရပုံတွေပြီးတော့တကယ်အရေးကြတော့အာကုစရာဘယ်သူမှမရှိဘူးစောစောစီးစီးကတော့ဒါကဆွဲဟဲ့ဒါကမျိုးဟဲ့ဒါကသားဟဲ့သမီးဟဲ့ဒါကဇနီးဟဲ့ဒါကအိမ်သားဟဲ့နဲ့အာကုရမလို့နဲ့အာကုနင်းလိုက်တာတကယ်အရေးကြတော့ဘယ်သူမှအာကုစရာမျိုးတော်တော်ဆိုးတဲ့ဘဝတန်ត្រာတော်တော်ဆိုးတဲ့ဘဝတန်ត្រာပြီးတော့တဏှာကစိတ်ခိုင်းလို့ရှားလိုက်တာတကယ်ထောင်ပုံရာပုံသိမ့်ပုံတန်းပုံကြီးတွေပုံထသရာကနောက်ဆုံးကြလို့မရဏရောက်တော့တပြားတစ်ချက်မှယူမသွားနိုင်ဘူးတဲ့တော်တော်ဆိုးတဲ့ဘဝဖြစ်ရဘုရားသာသနာနဲ့တွေ့လို့တကယ်ကံကောင်းထောက်မှလို့ဘုရားသာသနာနဲ့တွေ့တယ်အဲ့ဒါတွေအကုန်သိဘဝများစွာသံဃာတုံးကဒါဟာတွေမရိပ်မိခဲ့ဘူးယခုဒါတွေရိပ်မိတယ်အကုန်သိတယ်တဏှာနင့်ကိုငါဥစားမပေးတော့ဘူးနင့်ရှာခိုင်းလို့ရှာတဲ့ပစ္စည်းတွေကိုငါအကြောင်းပြုပြီးတော့မရှိဆင်းရဲတဲ့သူတွေကိုစွန့်ကြဲပေးကမ်းလှူဒန်းမယ်ဘုရားမြတ်စွာရဲ့သာသနာတော်ကြီးမတိမ်ကိုအောင်ကူညီထောက်ပံ့ပြီးတော့ပေးမယ်ငါလည်းတင့်တော်သလိုစားမှာဝတ်မှာပေါ့ငါဒီပစ္စည်းဥစ္စာတွေနင့်ရှာခိုင်းလို့ရနေတဲ့ပစ္စည်းဥစ္စာတွေအပေါ်မှာငါတွေ့တာပြီးတော့မနေဘူးနောက်ဆုံးအကုန်လုံးစွန့်ပြရမယ်ဆိုတာငါသိပြီဒီတော့ဒီပစ္စည်းဥစ္စာတွေကဒီအနှစ်သာရဘာမှမရှိတဲ့ပစ္စည်းရမယ်ပစ္စည်းဥစ္စာတွေကအနှစ်သာရဖြစ်တဲ့ကုသိုလ်တွေငါကျိုးစားပြုမယ်ဒါနပြုတာလဲဒီရှာခဲ့လို့တဏှာကခိုင်းလို့ရှာခဲ့လို့ပစ္စည်းတွေရှိတာနဲ့ဒါနပြုနိုင်တော်သေးရဲ့ဘုရားသာသနာနဲ့တွေ့လို့တော်သေးရဲ့နှုတ်မို့တသံဃာလုံးငါမှာနဲ့ကျွန်းကြီးခံလာရတယ်ခုတော့ကျွန်းခံရပေမဲ့တော်သေးရဲ့ပစ္စည်းဥစ္စာတွေငါကကုသိုလ်ကောင်းမှုဖြစ်အောင်လဲလိုက်တယ်သင်ရဲ့အရှာခိုင်းလို့ရတဲ့ပစ္စည်းဥစ္စာတွေငါကမရှိဆင်းရဲတဲ့သူတွေစွန့်ကြဲပေးကမ်းပြီးတော့လဲလိုက်တယ်အဲ့ဒါတွေကငါယူသွားမှာသင်အရှာခိုင်းလို့ရတဲ့ပ
ပစ္စည်းဥစ္စာကြောင့်ငါကသာသနာတော်ကြီးထောက်ပံ့လိုက်ငါထောက်ပံ့လို့သာသနာတော်ကြီးအထိုက်လျောက်တိုးတက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီသာသနာငါသာသနာပေါ့ဒါလို့ဆိုရင်သင်္တနာအကြောင်းရှာရတဲ့ပစ္စည်းအတွက်ဟာငါမှာသံဃာယူသွားဖို့ရန်ကောင်းကောင်းကြီးငါမှာပါရမီရိတ်ခါရတယ်လို့သာသနာတွင်ကြတော့လေဒီအသုံးမကျဘူးဆိုတဲ့ဘက်တွေဟာအကုန်လုံးအသုံးကျတဲ့ဘက်လာပြီးတော့ဖြစ်တယ်တခါတို့အလုပ်ကိုင်းနေပါတယ်ယခုဆိုပါတော့အားလာတဲ့အခါဆိုရင်တို့အလကားမနေဘူးဟောသီလပို့ထိမ့်လိုက်အိမ်မှာနေပြီးတော့၅ပါးသီလပို့ထိမ့်လိုက်အိမ်ကထွက်ပြီးတော့ကျောင်းသင်္ကန်းရိပ်သာများမှာသွားပြီးတော့၈ပါးသီလထိမ့်လိုက်ကျောင်းသင်္ကန်းရိပ်သာမသွားနိုင်လို့ချင်းအိမ်မှာနေပြီးတော့၈ပါးသီလထိမ့်လိုက်မယ်မေတ္တာပွားပြီးတော့၉ပါးသီလပြည့်အောင်ထိမ့်လိုက်မယ်ဒါအထိုက်လျောက်နေတာလို့ပေါ့နော်ဒါဖြင့်သင်ရှာခိုင်းတဲ့ပစ္စည်းကြောင့်ငါသီလပဲမလဲပဲကျေးဇူးပြုတယ်ဒါကြောင့်ကမ္မတကောသင်ကတဏှာကရှားပွေခိုင်းသည့်အတွက်ကြောင့်ရှားပွေရတဲ့ပစ္စည်းတွေကြောင့်ငါမှာပြုစုရတဲ့ကုသိုလ်ကံအကုသိုလ်ကံသည်ငါပိုင်ဥစ္စာဖြစ်ပြီးတကားတဲကောင်းတယ်သာသနာ့ဘာသာဆိုလို့ရင်ဒုံပေကတ္တခံရမှာယူမသွားနဲ့ဆိုတပြားတစ်ချက်မှယူမသွားနိုင်ဘူးသာသနာတွင်ကြတော့ယူသွားနိုင်တဲ့နည်းတွေရှိလို့ဘုန်းကြီးတို့ဖရာလောင်းသာသနာတွင်တောင်မဟုတ်ဘူးပညာရှိသူတော်ကောင်းဘဝသူမေတ္တာရှင်သိဘဝတို့ကဒီမိဘများကငယ်ငယ်ကလေးကကွယ်လွန်သွားတော့ပစ္စည်းတိန်ပုဂ္ဂိုလ်ကဒီပစ္စည်းတွေထိန်းထားလို့16နှစ်လောက်အရွယ်ရောက်တဲ့အခါကျတော့ဒီရွှေတိုက်တယ်ငွေတိုက်တယ်ခုလိုတစ်တာကလေးတောင်မဟုတ်ဘူးတိုက်တယ်ရွှေတိုက်တယ်ငွေတိုက်တယ်ဖွင့်ပြီးတော့အရှင်းသားကလေးဒါပါဟုတ်တယ်မှာဒါကမိဘများရဲ့လက်ထက်ပွားပစ္စည်းဖြစ်ပါတယ်ဒီရွှေတွေဒီငွေတွေကမိဘများရဲ့ဒီကြောက်သံပရမများတွေကမိဘများရဲ့လက်ထက်ပွားဖြစ်ပါတယ်ဟိုဘက်ကရွှေတွေငွေတွေကြောက်သံပရမများတွေကဘိုးများပွားများရဲ့အဆက်ဆက်ကလာခဲ့တဲ့ပစ္စည်းတွေဖြစ်ပါတယ်အဲ့ဒါတွေအသင်သူတို့သာအရွယ်မရောက်ခင်တုန်းကကျုပ်ထုံးစံအတိုင်းတာဝန်ယူပြီးတော့ထိမ့်သိမ်းထားခဲ့ပါတယ်ယခုသူတို့သာ16နှစ်မြောက်အရွယ်ရောက်လို့မို့ဒီပစ္စည်းတွေကိုအကုန်လုံးစိတ်ရင်းအင်းနေကွာအနံပါတယ်လို့အနံလိုက်တော့ဝမ်းသာအားရဒီလိုမဖြစ်ဘဲနဲ့စဉ်းစားဉာဏ်ပေါ်လာတယ်။ငါရဲ့မိဘဆိုတဲ့သူတွေငါငယ်ငယ်တုန်းကကွယ်လွန်သွားတယ်။ဒီပစ္စည်းတွေသူတို့ယူမသွားနိုင်ကြဘူး။ငါရဲ့ဘိုးဘွားဆိုတဲ့သူတွေအထက်ကဆွေမျိုးတွေပစ္စည်းတွေဆိုယူမသွားနိုင်ကြဘူးငါတော့ယူသွားမယ်ငါမိဘဘိုးဘွားအဆက်တို့ကယူမသွားမယ်ငါယူသွားမယ်ဒါဘယ်တော့မှဘ누구ကမှတရားဟောတာမဟုတ်ဘူးမိမိရဲ့သဘာဝပင်ကိုဉာဏ်နဲ့ကြံပြီးတော့ယူသွားမယ်ယူသွားတယ်ဆိုတဲ့ဥစ္စာဘယ်နည်းနဲ့ယူသွားမလဲထမ်းပို့သွားမလားဘာဟုတ်မလဲဒီပစ္စည်းတွေကိုစွန့်ကြဲပေကံလှူဒန်းပြီးတော့ငါယူသွားမယ်လို့ဆိုပြီးတော့ပစ္စည်းတွေတခါတည်းစွန့်ကြဲပေကံလှူဒန်းပြီးတော့တောထွက်ပြီးသီလထိန်ပြီးမေတ္တာဘာဝနာပွားတာပဲတောထွက်ပြီးတော့သီလတွေထိန်လို့မေတ္တာဘာဝနာပွားလို့သံပေရင်တွေရလို့ဒီမင်္ဂလာမြတ်စွာဘုရားပွင့်တော်မူလာတဲ့အချိန်မှာဒီမင်္ဂလာမြတ်စွာဘုရားနဲ့ဘွားကနဲ့တွေ့တယ်ဆိုရင်ပဲဘုရားအတရေတော်ကကြီးကျယ်လိုက်တာသဗ္ဗေရာလဲသဗ္ဗေရာပဲထားတော့ပဝဉ္ဉ္ပရိသတ်တွေကတကယ်အားကိုးလိုက်တာဒီဘုရားကိုဘုရားတဲ့ဒီဘုရားတွေ့ရတဲ့အတွက်ကြောင့်တို့မှာဒုက္ခကလွတ်တော့မှာတဲ့လို့အဲ့လိုအနေမျိုးနဲ့ဘုရားကိုအားကိုးလိုက်ကြတာအဲ့ဒါတွေမြင်တော့သူမေတာအလောင်းတော်ရှင်သိကတတ္တဝါတွေဟာကဲမယ်ဆိုရင်ဒီနည်းကဲနိုင်တာပဲအားလုံးတော့သူတို့ဘာမှမသိချကြဘူးယခုဖျားတယ်လို့ဆိုတော့အားကိုးလိုက်ကြတာဖျားခြင်းကိုတော်မြတ်ရဲ့จิตတွေကလည်းကြီးမာတော်မူလိုက်တာငါဖျားပြအောင်ကြိုးစားမှာပဲလို့စိတ်တစ်မျိုးပြောင်းပြီးတကားလားဖျားဖြစ်ဖို့ရန်စိတ်ညွတ်တော်မူတယ်စိတ်ညွတ်လို့ဖျားဖြစ်ပြီးပဲဖျားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ရလို့ဒီမင်္ဂလာမြတ်စွာဘုရားကြွသွားတယ်ဆိုရင်ပဲတင်မြင်ခွေးပြီးတော့စဉ်းစားတယ်ဖျားဖြစ်တယ်ဆိုတဲ့ဥစ္စာဟာစားတောက်နဲ့ဖျားဖြစ်မှာမဟုတ်ဘူး
ဘုရားဖြစ်ကြောင်းအကြောင်းပါရမီတွေဘာတွေများရှိပါလိမ့်မလဲလို့ကြည့်တဲ့အခါမှာဝိစီနန္တောတထာတေခိပထမံဒါနပါရမီတထာဘုရားဖြစ်လိမ့်မည်ဟုနိတဗျာဒိယာဘိယာထိုခါတုန်းကအဟံငါသည်ဝိစီနန္တောဘုရားဖြစ်ကြောင်းကောင်းမှုပါရမီတို့ကိုစဉ်းစားဆင်ခြင်သည်ရှိသောပုပ္ပကေဟိရှိရှင်၌ဖြစ်ကြကုန်သောမဟေတိမြတ်သောဤသည်ဖြစ်တော်မူကြသောဘုရားရှင်တို့သည်အာတေဝိတနိတေဝိတံအမြဲမပြတ်မိဝဲအားအဖန်ဖန်မိဝဲအပ်သောဒါနပါရမီစွန်ကြဲပေကံလှူဒန်းခြင်းဆိုတဲ့ဒါနပါရမီကိုပထမအတေကေရှေးဥစွာတွေ့မြင်တော်မူခဲ့ရပေပြီလို့ချောက်ပြီးတော့ဘာကောင်းမှုတွေရှိပါလိမ့်မလဲလို့ဆင်ခြင်ပဲလို့စလိုက်ရင်ပဲစွန်ကြဲပေကံလှူဒန်းမှာပဲစွန်ကြဲပေကံလှူဒန်းတယ်ဆိုတဲ့ဥစ္စာလောကကြီးနဲ့အင်မတန်ဆက်သွယ်လို့ကောင်းတယ်လောကကြီးကိုအင်မတန်ကယ်တင်လို့ကောင်းတယ်စွန်ကြဲပေကံလှူဒန်းလိုက်တယ်လို့ဆိုတော့လောကကြီးကကိုယ့်အပေါ်မှာသေမေတ္တာသက်ဝင်လာကိုယ်ကလည်းပဲကိုယ်စွန်ကြဲပေကံလှူဒန်းတာတွေကိုသူတို့ကသုံးဆွဲပြီးတော့ပြုံးနဲ့နေကြတော့တဲဝန်းတာတယ်စွန်ကြဲပေကံလှူဒန်းတယ်ဆိုတဲ့ဥစ္စာဟာအလူရှင်ဘက်ကနေကြည့်တော့လေပြုံးနဲ့တဲဝန်းတာပါလားအလူကံဘက်ကနေကြည့်တော့လေဝမ်းမြဝမ်းသာနဲ့တဲလက်ခံကြပါလားဒါပထမဆုံးတတ္တဝါအများကိုကဲတင်မယ်ဆိုလို့ရှိရင်တတ္တဝါအများနဲ့ဆက်သွယ်ဖို့ရန်အကောင်းဆုံးဟာဖြင့်ဒါနပဲလို့ဝိစီနန္တောတထာတေခိပထမံဒါနပါရမီတခါဒါနကြည့်ပြီးတော့စွန့်ကြဲပေကံလှူဒန်းတဲ့ပုဂ္ဂိုလ်ဆိုတဲ့ဥစ္စာဘယ်နဲ့ပါဏာတိပါဒသူ့အသက်တတ်လို့ပဲဖြစ်တော်မလဲကိုကစွန့်ကြဲပေကံလှူဒန်းနေတဲ့သူဥစ္စာအဒိနာဒါနသူ့ဥစ္စာမတရားယူလို့ပဲဖြစ်တော်မလဲအဲ့လိုချောက်ပြီးတော့ဆင်ခြင်တော့ဒါနရှင်ဟာသီလရှင်လည်းဖြစ်ရမှာပဲဒါနရှိတဲ့သူဟာသီလရှိတဲ့သူလည်းဖြစ်ရမှာပဲပြီးတော့ဒါနနဲ့သီလဟာမကင်းစကောင်းပါဘူးလို့အဲ့လိုဒုတိယတခါသီလပါရမီကိုမြင်တယ်ပြီးတော့ယခုအလှအမအလှတကားအလှအမအလှတကားများရဲ့မိဘဒီကမိခင်တို့ဒါနဝါဒနာနဲ့တကွပြုတို့ကအမျိုးနဲ့တကွပြုတယ်စာရိတ္တအမျိုးတို့ရဲ့စာရိတ္တဟာဘာတော့မေးလို့ရှိရင်စွန်ကြဲပေကံလှူဒန်းနေတာပဲလို့ပြောမယ်ယခုဒီတစောင်းဓမ္မယုံအာယုံကံကြီးပဲဘသူတစောင်းဘသူအာယုံကံလဲလို့လိုက်ကြည့်လိုက်လို့ရှိရင်တို့ကျေးဇူးရှင်ရဲ့တစောင်းတို့ကျေးဇူးရှင်ရဲ့အာယုံကံဒီတစောင်းဒီအာယုံကံထဲမှာဒီအလှူဒါနကိုပြုပြီးတော့ဒီတရားများနာပြီးတော့ဒီသံဃာတော်မြတ်ကိုသင်္ကန်းတွေကလို့ဒီဆွေမျိုးတွေမိတ်ဆွေတွေပြိတ္တများကိုအဲ့ဝဆောင်ဝကြအောင်လှူဒန်းလို့ပေးကမ်းလို့ချီးမြှောက်လို့တို့ဝမ်းမြောက်เสียကြီးပါလားဘုန်းကြီးကပြောတယ်ဖရာလောင်ကဒါနပြီးတော့သီလကိုမြင်တယ်တဲ့ဟုတ်တယ်ဒါနကအများနဲ့ဆက်သွယ်လို့အင်မတန်ကောင်းတယ်ကိုယ်စိတ်လည်းချမ်းသာတယ်သူများစိတ်လည်းချမ်းသာတယ်အဒန္တဓမ္မနံဒါနံသဗ္ဗထသာရကံဒါနံစွန်ကြဲပေကံလှူဒန်းခြင်းသည်အဒန္တဓမ္မနံမရင်ကျေးတဲ့သူကိုပင်ရင်ကျေးအောင်ဆုံးမရာရောက်ပါပြီတကူတော့ကခတ်ထန်တံဓမ္မဒီကပေးလိုက်တယ်ဆိုလို့ရှိရင် तू ကမထန်ဘူးကိုယ့်ဘောမှာတဲချိုလာတယ်ဒါနဟာနော်မရင်ကျေးတဲ့သူကိုရင်ကျေးအောင်လုပ်ပေးနိုင်တယ်ဒါနဟာဘာမဆိုပြီးစီနိုင်တယ်ဒါနစွန်ကြဲပေကံလှူဒန်းခြင်းဆိုတဲ့ဒါနသည်သဗ္ဗတသာရကံအလုံးစုံသောအကျိုးစီးပွားကိုပြည့်စည်စေနိုင်ပါပြီအဲ့ဒီဒါနနဲ့ဒီရှုံးပြောင်းမရှောရှုရှုအကျိုးပေးဖို့ကသီလမပါဘဲနဲ့မပေးပါဘူးနှစ်ကာကမှတ်ပါသီလမပါဘဲနဲ့မပေးပါဘူးဘာဖြစ်လို့တော့ဒါနတွေနေ့စဉ်နဲ့အမျှတော့ပြုနေတယ်သီလကပေါက်တိပေါက်ကြပုတ်တဲ့ပါဏာတိပါဒဆိုလဲတန်းဥကြဘောကစပြီးတော့တတ်ချင်းတတ်လိုက်တာပဲဒါတလို့ဆိုလို့ရှိရင်သေကံဤကြတော့အမွေခွဲသလိုကုသိုလ်တွေအမွေခွဲလေဒါနကတို့ကျုပ်ကဒါနကဒီနတ်ပြည်တင်မလို့လေဒါနကလားခုနကသီလပြတ်တာကငါကငရဲချမလို့လေသီလပြတ်တာကတို့ဒါနနဲ့သီလဟာဘ누구ကအားကောင်းသွားတယ်လေလို့ဆိုလို့ရှိရင်သီလပြတ်မှုကအားကောင်းသွားတော့အပယ်လေးပါရောက်ဒါနကငေးလို့
ngã gà đó chỗ bên mẹ âu sa ở chia chè chỗ bên mà luôn để khe toa để ngã lù gà tì lá gà mà bà đó toa cha li yo ngã để luôn mà bên này cái li nấu bò công li ya mà ngã bây giờ rồi mà bên luôn à ta cái xong thấy này ya để chỗ mà bên này thế đó thà na chuyện ngã tì lá lấy xí lá để số đó tì gà đi cha đó thà na gà chỗ bên mẹ luôn số đó mẹ mình ngã phải lau bên mà mua đâu chỗ gà hồ về luôn bò miêu bên mà li ô mặt đằng lại ta tì lá chỉ để tụi cô ấy bò này mặt đằng lại ta ấy đi xem nam yêu này mặt đằng lại ta tì lá chỉ để cô tì lá chỉ để mình thà na gà ấy lau lấy chỗ bên này ngã tì lá gà lấy xin che chăn chăn ta tao na xin tao ta ya ấy là lúc bên mà bây giờ chỗ đó là tao vô gia bà đấy số tì lá gà công này qua bây thà na gà lại bây giờ chỗ đi bây lại thấy không đi thà na này tì lá hả bây giờ lòng thanh cả thà na bà làm gì có miên đấy thà na bây giờ tì lá bà làm gì có miên đấy tì lá mía thấy lại đam mía bao lâu thấy nung nụ số đó bao nhiêu rồi bây giờ lòng hả uri ta naga men đồ sam bây giờ naga men đồ ô u bộ sòng này u bộ sòng đâu mà lấy tụi nhá gà là bây giờ cô tao sẽ lừa xí ở đây du cái gì ở đuôi ta đi du cái gì ngay ở tì lá cô đó mà phía babu số đó đó ta cô mà phải ông ngã chú sa mẹ luôn thế đâu chú sa đấy thế đó phong nhi gà đại đông nhìn naga miêu nên đặc quá giờ cô tết đi gang đi tới giáo nhi đam mê yêu nhi thao bây giờ bao nhiêu nhìn miêu nên đặc quá đàn na rồi cô sẽ chịu lại ra đấy agu ada cha bây giờ tôi biết gì rồi cô chịu toa ra đấy bây giờ tì lá gà lấy phải long đấy nhá đàn na bây giờ tì lá xem như nào bây giờ ngã họ cái này ngã tâm mi mía ngã tam nhá cảလူဒါနကြီးကြီးကျယ်ကျယ်ပြုလို့ကုသိုလ်ကောင်းမှုတွေပြုတယ်ငါကလည်းဝမ်းမြောက်ဝမ်းသာနဲ့ဘဲကနေပြီးတော့ဝမ်းမြောက်ရတယ်ပြီးတော့ငါလေးသီလကိုပိုထိမ့်သွားမယ်ဒီကနောက်ကိုဥပုသ္တရင်သီလပိုထိမ့်သွားမယ်ငါးပါးသီလဆိုတာအသက်နှင့်တကွတကယ်စွန့်ပြီးတော့စောင့်ထိမ့်မယ်အလူတကာအလူမတွေကလည်းပဲတို့ငယ်ပါသေးတယ်ဆိုပြီးတော့သီလကိုချွင်းကျက်မထားလိုက်စမ်းပါနဲ့တို့ဒါနပြုတယ်ဝမ်းမြောက်เสียကြီးဘုန်းကြီးကိုယ်တိုင်လဲဝမ်းမြောက်တဲ့လက္ခဏာရှိတယ်ဘာပြုလို့တို့တစောင်းဓမ္မယုံကြီးကိုမြင်ရတယ်ဘုရားရွှေတွေဤပြီးတော့နေတာကိုမြင်ရတယ်ဒီပရိသတ်တွေကိုဝမ်းမြောက်ဝမ်းသာနဲ့မိသားစုစွန့်ကြဲပေးကလှူဒန်းတန်ဃာတော်များဆက်ကနေတာကိုမြင်ရတယ်ပြီးတော့တို့ဟာဒီဒါနတစ်မျိုးတည်းနဲ့မပြီးပဲနဲ့ငါးပါးသီလကိုအသက်တင်တကွအသက်အားပြီးတော့ကျေးဇူးတော်ကောင်းများစောင့်တယ်လို့မူသားမပါလင်္ကာမပြောလင်္ကာမချောဆူရာတောင်တို့မပြောဘူးတဲ့ငါနှုတ်ကလေးကတန်ဖိုးကြီးတဲ့နှုတ်ကလေးဖြစ်စေရမယ်မူသားဝါဒံမဟုတ်မတရားတဲ့စကားကိုဗဟာယပယ်စွန့်၍မူသားဝါဒံမဟုတ်မမှန်ပြောဆိုခြင်းမှာပฏิဝရတောရှောင်ကျင်ရမည်မူသားရှောင်ကျင်တဲ့ဥစ္စာဘယ်တော့မှရှောင်ကျင်ကြတော့ဆိုတော့သစ္စာဝါဒီမှန်ကန်သောစကားကိုပြောလေရှိသည်သစ္စာတန်တော်မှန်ကန်သောစကားတစ်ခုနှင့်မှန်ကန်သောစကားတစ်ခုကိုစ၍နေစေလေရှိသည်ခုပြောတဲ့စကားဟာမှန်တယ်နောက်ဒုတိယအဲ့ဒီစကားလည်းမှန်တယ်နောက်တတိယအဲ့ဒီစကားလည်းမှန်တယ်ဟောသစ္စာကြီးပဲငါနှုတ်ကလေးကထွက်တဲ့စကားမှန်သမျှသစ္စာကြီးဖြစ်စေရမယ်တေတော်မြဲမြံခိုင်ငံတည်တတ်တဲ့စကားရှိသည်တနေ့တုန်းကဒီစကားပြောလိုက်တယ်ဟုတ်တယ်ကျုပ်ပြောတယ်တနေ့တုန်းကဒီလိုပြောတာဟုတ်ကလားဟုတ်ပါတယ်ဒီလိုပဲပြောလိုက်ပါတယ်ဘယ်တော့မှပြောင်းလဲမသွားဘူးသိမြဲတာပဲပစ္စည်းကိုသူတော်ဘာတို့ယုံကြည်စရာဖြစ်သည်ဒီစကားဘသူပြောလဲဒီစကားမောင်ဘသူပြောတာပဲမောင်ဘသူပြောရင်မမှားဘူးသူကတော့ဘယ်တော့မှမလွဲဘူးသူကအမှားမပြောဘူးမလိမ့်ဘူးမောင်ဘသူပြောရင်ယုံတော့ဒီစကားဘသူပြောတော့ဒီစကားဘသူပြောတာပဲဘယ်အမျိုးသမီးပြောတာသူပြောရင်ယုံတော့သူကဘယ်တော့မှသူများကိုမတရားမဟုတ်မမှန်တာမပြောဘူးအဲ့ဒါလောက်သူများကယုံကြည်လောက်တဲ့စကားရှိတဲ့သူဖြစ်ရမယ်ပြီးတော့ဘုန်းကြီးကတိုက်တွန်းခြင်းတယ်လာဟေတို့အမျိုးတွေစုံညပါလားလို့ဆိုတယ်အဲ့ဒီလာဟေတို့အမျိုးတွေဟာသီလစင်ကြယ်တဲ့အမျိုးတွေကြီးဖြစ်အောင်
ဒါနပြီးဆုံးတဲ့အမျိုးပဲလို့ဆိုတာကတော့အားလုံးကနားလည်နေပြီလေသီလစင်ကြယ်တဲ့အမျိုးတွေကြီးဘယ်လိုဖြစ်အောင်လူကြီးတွေကမင်းတို့နော်တရားသဖြင့်ပြောကြနော်တရားသဖြင့်လုပ်ကြနော်တရားသဖြင့်ရောင်းကြဝယ်ကြနော်သီလစင်ကြယ်လို့ကျေတော့ကဒီတခါဒီအမျိုးပါချီပြီးတော့ကောင်းရတဲ့ဥစ္စာကဝန်တာပြန်အမှန်ကောင်းတယ်တခါတုန်းကဘုန်းကြီးတို့ရဲ့ဘုရားအလောင်းကလေးတက္ကသိုလ်ဆိုပါတော့အကျောင်းမှာပညာသွားပြီးတော့သင်တယ်အဲ့ဒီပညာသွားသင်တဲ့မြို့ရွာကကလေးတယောက်ဆုံးတော့ဘေးကလူတွေကငိုကြပြကြတယ်သူကမေးတယ်ဘာဖြစ်တာတော့ဘာဘယ်အိမ်ကဘယ်ကလေးဆုံးလို့ဘာမဟုတ်တာပဲသူကငယ်ရွယ်ဆုံးတယ်ဆိုတာသူကယုံကုန်ပြီဟုတ်တယ်မဟုတ်ပါဘူးကျုပ်တို့စီများပြင်ငယ်တဲ့သူမဆုံးပါဘူးဒါနဲ့တက္ကသိုလ်ဆရာကြီးစီရောက်တော့မင်းဒီလိုပြောဆိုဟုတ်ကလားသူ့နာမည်ဓမ္မပါဠတဲ့ဟုတ်ပါတယ်ကျွန်တော်တို့စီများအသက်ရွယ်ငယ်များသိတယ်လို့မရှိပါဘူးဟုတ်ကလားဟုတ်ပါတယ်ကျုပ်တို့စီများတရားမှမသိဘူးဒါနဲ့တက္ကသိုလ်ဆရာကြီးကသူပြောတာတင်းလှွန်းလို့စုံစမ်းရင်နဲ့မို့လို့လူတယောက်နဲ့ခေါ်ပြီးတော့စိတ်ရိုးကလေးယူပြီးတော့သွားတယ်သူတို့အိမ်ကိုမဲပြီးတော့ဝင်သွားဘာကိစ္စလာပါလဲကျုပ်တက္ကသိုလ်ကဆရာကြီးဘာကိစ္စလာပါလဲဒီစိတ်လည်းပဲပေါ့လေမစင်းရနဲ့အသင်တို့ရဲ့သားဟာဆုံးရှာလို့ခုအယိုးပဲယူလာခဲ့ရတယ်ဟိုကရီးတဲ့ကိုပဲကြီးဘယ်ကြောင့်ရီးရတော့ကျုပ်တို့သားမသေးပါဘူးဟုတ်တယ်ဒီအယိုးချင်းအယိုးစီလေးမသေးပါဘူးဒီပေါင်းခမည်းတော်ကဘယ်နဲ့ကြောင့်မသေးရတော့လို့ဆိုတော့ကျုပ်တို့ဒီအမျိုးတစ်မျိုးလုံးကလေဒီငါးပါးသီလစောင့်နေဒီကျုပ်လည်းမြတ်သောအကျင့်ငါးပါးသီလကိုကျင့်တယ်သီလလုံးုံ၍နေသောကြောင့်အာမဂံကျွန်ုပ်ဓမ္မပါဠမျိုးတို့ဤကုလေအာမဂံကျွန်ုပ်ဓမ္မပါဠတို့ဤကုလေမျိုး၌တဟရာအသက်120မပြည့်သေးတဲ့သူငယ်တို့သည်နာမီရတဲ့သေရိုးထုံစံမရှိကြပါကုန်တဲ့ဘယ်လောက်ရဲတော့သီလလုံးနေလို့သီလလုံးလို့သူတော်ဘုန်းကြီးကဂုံယူစေခြင်းဒီဘဝသာမဟုတ်ဘူးဘဝတန္တရာမှာဂုံယူစေခြင်းဒီဘဝတန္တရာသာမဟုတ်ဘူးနိဗ္ဗာန်ရမယ်နောက်ဆုံးဘဝတောင်းမှဂုံယူစေခြင်းဘယ်လောက်ဂုံယူစေခြင်းတော့ကျုပ်တို့လေငကိုလည်းပဲမှန်ပါတယ်သီလလည်းပဲထိုက်တန်းသလောက်ထိမ့်ပါတယ်ဒါနဆိုတာကတော့ဝါသနာနဲ့တကွတစ်မျိုးလုံးပြုပါတယ်နောက်တော့လေအလှဒါနပြုရာကစပြီးတော့ဆရာသမားများရဲ့ဩဝါဒတိုင်းသီလကိုကျုပ်တို့တကယ်ကိုအသက်နဲ့တကွဒီထိမ့်လာလိုက်တာကျုပ်တို့အမျိုးအသက်ရှည်လို့ဒီလိုလာခဲ့တယ်နဲ့ဗျာနောက်ဆုံးဘဝကြလို့ပြောရလို့ချင်းဘယ်လောက်ရာသဝင်ကောင်းမလဲဒါကြောင့်အလှတကားတို့ရဲ့မိဘများဆွေမျိုးများအားလုံးဒါနကိုကြီးပြီးတော့မနေပဲနဲ့သီလကိုပါယူပြီးတော့သွားရအောင်လေဒါနရှင်သီလရှင်ဒါနရှိသီလရှိဒီလိုဖြစ်ပြီးတော့တခါတရံတော့မှာအယံသာဘောလောကောဤသူရောကိုပါများပြစွာတောင်းဤတတော်အပေါင်းသည်ဤသူရောကိုပါများပြစွာတောင်းတတော်အပေါင်းကိုသရာယတရွေတငွေနှင့်သရာယတနေ့တရွေနှင့်တငွေပွားဝရခြင်းတည်းဟူသောသရတရားကမရဏံသေးရခြင်းတည်းဟူသောမရဏတရားသို့ဥပါနိယတိအတင်းကဆောင်၍နေအလေတို့ဒီလိုဘာဝနာပွားပြီးတော့ဒီခန္ဓာကိုယ်ကြီးဟာတနေ့နေ့သေးရမယ်အနိစ္စယခုအချိန်ရှိသေးလည်းဖြစ်ပြက်ပြီးတော့နေတယ်အနိစ္စဖြစ်ပြက်နေတယ်ဆိုကြတဲ့ကကောင်းသလားမကောင်းဘူးလားဆိုလို့ချင်းမကောင်းလို့ဒုက္ခပေါ့မကောင်းဒုက္ခနာတဲ့ကျင်တဲ့ကြိုက်တဲ့ခဲတဲ့ဒုက္ခမို့မကောင်းဒုက္ခဖြစ်ပြက်ပြီးတော့အမြင်နေရတယ်ဆိုကြတဲ့ကမကောင်းဒုက္ခပေါ့အဲ့ဒီမကောင်းဒုက္ခတဲမှာအနှစ်သာရမရှိလို့သာပြက်တာပေါ့လို့အဲ့လိုသဘောပါပြီးတော့အနိစ္စခန္ဓာကိုဒုက္ခခန္ဓာကိုအနတ္တခန္ဓာကိုမသေးပါလို့ငါကဆိုလိငါဆိုသမျှသေငါဆိုမရသေကြလှအနတ္တခန္ဓာကိုငါကမသေးပါနဲ့ဆိုလဲသေးတယ်ငါကမအိုးပါနဲ့ဆိုလဲအိုးတယ်ငါကမနာပါနဲ့ဆိုလဲနာတယ်မနာစေလို့ငါကဆိုလိ
ငါဆိုမရနာကြရတဲ့အနတ္တခန္ဓာကိုလို့ဟောပေပင်ဆရာတော်ကြီးချပေးတဲ့လင်္ကာအတိုင်းလေအနိစ္စဒုက္ခအနတ္တဒီလိုဘာဝနာပွားပြီးတော့တို့အမျိုးတယောက်တည်းမလုပ်ပါနဲ့ခုနကအမျိုးချစ်လို့ရှိရင်တစ်မျိုးလုံးကောင်းပါစီအမျိုးချစ်လို့ရှိရင်တစ်မျိုးလုံးသူတော်ကောင်းတွေဖြစ်အောင်ကြိုးစားပါအဲလိုကြိုးစားလို့ရှိရင်ပဟာယာပဲဆုံးရေကမဏိရေသူသွားတိုက်တဲ့ပစ္စည်းတို့တွင်သဗ္ဗံအလုံးစုံအကုန်စင်ကိုအာရာယယူ၍ကိစ္စတိသွားနိုင်၏ဆိုတဲ့ဒီပစ္စည်းတွေဘာလို့ရမှာလဲငါကံတွေဒီပစ္စည်းတွေအကြောင်းပြုပြီးတော့ဒါနကံတွေဒီပစ္စည်းတွေအကြောင်းပြုပြီးတကလားသီလကံတွေဘာဝနာကံတွေအများကြီးရှိတယ်အဲ့ဒါတွေယူမယ်အဲ့ဒီကံတွေကရောက်ရဘွားကတို့ကိုဆွေမျိုးတွေလှမ်းပြီးတော့ခရီးကွာဝေးတဲ့နေရာမှာအကြာကြီးနေပြီးပြန်လာတဲ့အမျိုးသားကိုဝိုင်းပြီးတော့ဝမ်းမြောက်ဝမ်းသာကြိုဆိုလက်ခံကြသလိုငါတို့ကိုလည်းပဲငါတို့ပြုတဲ့ဒါနသီလဘာဝနာကောင်းမှုကုသိုလ်သူတွေကနောင်တန္တရာကနေပြီးတော့ဝမ်းမြောက်ဝမ်းသာလက်ခံကြလိမ့်မယ်လို့အဲ့ဒီလောကဆွေမျိုးအပြင်မိမိတို့ရဲ့ဒါနသီလပါရမီတွေကိုဆွေမျိုးလို့သဘောထားပြီးတကလားလောကပစ္စည်းတွေအပြင်မိမိတို့ရဲ့ဒါနသီလပါရမီကိုပစ္စည်းလို့သဘောထားပြီးတကလားအဲ့ဒီဒါနပါရမီသီလပါရမီနိခမဆိုတဲ့ပါရမီဘာဝနာပါရမီတို့ကိုဒီပစ္စည်းတွေအတွက်မျက်မျက်နှုံနှုံခင်မင်ပြီးတကလားဒါနကိုလည်းပြုလို့သီလကိုလည်း၅ပါးသီလကစပြီးတော့မကျုံမပေါက်အောင်ထိလို့ဘာဝနာကမ္မထံကိုလည်းစီးပြန်လို့အမတန်ဝမ်းမြောက်ဝမ်းသာဖြစ်ထိုက်တဲ့လောကအမျိုးသန္တရာအမျိုးမဲ့ဖို့နိဗ္ဗာန်ရတဲ့ဘဝတောင်မှပြန်ပြီးတကလားရာဇဝင်ကောင်းကောင်းနဲ့ဥဒန်းတင်ရတဲ့အမျိုးဖြစ်အောင်ကိုယ်စီကိုငါကြိုးစား၍ထိမ့်သိမ့်နိုင်ကြစေကုန်သတည်းသာဓု